Prime Ronaldo ကိုရွေးမှာလားအခုလက်ရှိချင်းဝါကိုအသားပေးကစားနေတဲ့ Portuguese squad ကိုရွေးမှာလားမင်းသာဆိုရင်ဘာကိုရွေးမှာလဲအားလုံးပဲမင်္ဂလာပါဒီနေ့ World Cup Group K ကနေပြီးတော့အကျိတ်နဲ့ဖြစ်မဲ့ Portuguese နဲ့ DR Congo ပွဲစဉ်တွေအကြောင်းကျွန်တော်ပြောကြအောင်ပါဒီစစ်ပွဲစဉ်တွေမှာဆိုလို့ရှိရင် Messi က hat-trick သွင်းပြသွားသလို Mbappe နဲ့ Haaland တို့ကလည်း2ဂိုးစီသွင်းပြီးသူတို့ရဲ့ခြေစွမ်းတွေကိုပြသတော့ပါပြီအပြန်မဲ့ကစားသမားတွေခြေစွမ်းပြနေတဲ့အချိန်မှာ Portuguese နဲ့အတူ Ronaldo ရဲ့တုံ့ပြန်မှုကိုလည်းအားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါပြီPortuguese လို့ပြောလိုက်တာနဲ့ Ronaldo ဆိုတာလည်းမေ့ထားလို့မရတဲ့သူတစ်ဦးဖြစ်ပါတယ်။သူကဂိုးသွင်းုံသားမကသူ့ရဲ့ mentality ကသတင်းလုံးကိုပြောင်းလဲပေးနိုင်ပါတယ်။ဒါပေမဲ့အခုလက်ရှိ Portuguese အသင်းကရော Ronaldo ကိုအားကိုးစရာမလိုတော့ဘဲနဲ့အသင်းလိုက်လှုပ်ရှားကစားမှုတွေကလည်းကောင်းမွန်နေပြီလို့ထင်မြင်တဲ့သူတွေလည်းအများကြီးရှိနေကြတယ်။ဒီတော့ပွဲပေါက်ကိုပြန်ပြီးလှည့်ကြည့်လိုက်အောင်ကျွန်တော်တို့ Portuguese ကဘောလုံးပိုင်ဆိုင်မှုနဲ့အခွင့်အရေးဖန်တီးမှုပိုင်းမှာ DR Congo ထက်သာတယ်လို့ကျွန်တော်မြင်မိပါတယ်။ဒါပေမဲ့ DR Congo အသင်းကိုလုံးဝ short ထားလို့မရပါဘူး။အာဖရိကအသင်းတွေရဲ့ထုံးစံအတိုင်း physical ဘိုင်းမှာအရန်တာလုံသလိုသူတို့ရဲ့ speed နဲ့ counter attack တွေကလည်းအချိန်မရွေး Portuguese အသင်းကိုဒုက္ခရောက်သွားစေနိုင်ပါတယ်ခင်ဗျာ Portuguese ကဖွင့်ပွဲမှာ PR များပြီးအမားလုံးမိသွားမယ်ဆိုလို့ရှိရင် DR Congo အသင်းအနေနဲ့ absolute result တွေကိုလည်းဖန်တီးသွားနိုင်အောင်မမေ့ပါနဲ့နော်ကျွန်တော်အထင်တော့ Portuguese က 2-0 ဒါမှမဟုတ် 3-1 လောက်နဲ့နိုင်သွားမယ်လို့ထင်ပါတယ်ပရိသတ်တို့ကဘယ်လိုမြင်လဲခင်ဗျာပရိသတ်တို့ရဲ့ထင်မြင်ချက်လေးကို comment လေးမှာရေးပေးခဲ့ပါဦးခင်ဗျာကျေးဇူးတင်ပါတယ်